ဘာမှာထင်ရှားမြန်မာမျိုးသမီးတွေမှာအမေဆုံးရဲ့မြတ်တာတရားဘယ်သူနဲ့မှရှင်လို့မရပါဘယ်သူပြိုင်လို့လှပါတော့နိုင်ဘယ်သူပြိုင်လို့လှပါတော့နိုင်ရောက်ခဏရှောက်တန်လေးကချူရင်မြိုင်ရင်မြင်သူနှလုံးအေးပြောင်းပြောင်းလေးနဲ့နေတဲ့စတိုင်းကဘာမှာထင်ရှားမြန်မာမျိုးသမီးတွေမှာအမေဆုံးရဲ့မြတ်တာတရားဘယ်သူနဲ့မှရှင်လို့မရပါဘယ်သူပြိုင်လို့လှပါတော့နိုင်ဘယ်သူပြိုင်လို့လှပါတော့နိုင်ရောက်ခဏရှောက်တန်လေးကချူရင်မြိုင်ရင်မြင်သူနှလုံးအေးပြောင်းပြောင်းလေးနဲ့နေတဲ့စတိုင်းမယုံနိုင်မအီနိုင်ပြည်တော်စုမိခင်ကြီးအနာရဲ့အောင်မအလားတစောင်းရဲ့ကဘာမှာထင်ရှားမြန်မာမျိုးသမီးတွေမှာအမေဆုံးရဲ့မြတ်တာတရားဘယ်သူနဲ့မှရှင်လို့မရပါဘယ်သူပြိုင်လို့လှပါတော့နိုင်ဘယ်သူပြိုင်လို့လှပါတော့နိုင်ရောက်ခဏရှောက်တန်လေးကချူရင်မြိုင်ရင်မြင်သူနှလုံးအေးပြောင်းပြောင်းလေးနဲ့နေတဲ့စတိုင်းမယိုးနိုင်မအီနိုင်ပြည်တော်စုမိခင်ကြီးရဲ့အနာနဲ့အောင်မအလားတစောင်းရဲ့ရင်တဲ့ရှုမောမိတ်တိတ်တော့ကကြမ်းတမ်းခတ်ထမ်းမွေဟာလိုက်ငါဒီမုတ်ချအောင်မြင်ရဖို့အတိတ်ထမ်းပိုင်ပိုင်ရင်သားကြောတာမခွဲကြတဲ့မနှောလာပိုင်ပိုင်နှလုံးအေးတဲ့အမေရဲ့စတိုင်းအပြုံးတွေจิตသေးမြိုင်နှလုံးအေးတဲ့အမေရဲ့စတိုင်းအပြုံးတွေจิตသေးမြိုင်ရနဲ့ထုံရင်နဲ့ထုံသေးကြိုင်ဘယ်သူပြိုင်လို့လှပါတော့နိုင်ဘယ်သူပြိုင်လို့လှပါတော့နိုင်ရောက်ခဏရှောက်တန်လေးကချူရင်မြိုင်ရင်မြင်သူနှလုံးအေးပြောင်းပြောင်းလေးနဲ့နေတဲ့စတိုင်းမယိုးနိုင်မအီနိုင်ပြည်တော်စုမိခင်ကြီးအနာနဲ့အောင်မအလားတစောင်းရဲ့ကဘာမှာထင်ရှားမြန်မာမျိုးသမီးတွေမှာအမေဆုံးရဲ့မြတ်တာတရားဘယ်သူနဲ့မှရှင်လို့မရပါဘယ်သူပြိုင်လို့လှပါတော့နိုင်ဘယ်သူပြိုင်လို့လှပါတော့နိုင်ရောက်ခဏရှောက်တန်လေးကချူလွင်မြိုင်ရင်မြင်သူနှလုံးအေးပြောင်းပြောင်းလေးနဲ့နေတဲ့စတိုင်းမယိုးနိုင်မအီနိုင်ပြည်တော်စုမိခင်ကြီးအနာနဲ့အောင်မအလားတစောင်းရဲ့ရင်တဲ့ရှုမောအမေတိတ်တော့ကရန်တန်ခတ်ထမ်းမွေဟာလိုက်ငါဒီမုတ်ချအောင်မြင်ရဖို့အတိတ်ထမ်းပိုင်ပိုင်ရင်သားကြောတာမခွဲကြတဲ့မနှောလာပိုင်ပိုင်နှလုံးအေးအမေရဲ့စတိုင်းအပြုံးတွေจิตသေးမြိုင်နှလုံးအေးတဲ့အမေရဲ့စတိုင်းအပြုံးတွေจิตသေးမြိုင်ရနဲ့ထုံသေးကြိုင်